သက်30အထိမတိခဲ့တဲ့ဘဝအတွက်အသုံးဝင်တဲ့အချက်တွေကိုပြောပြပါမယ်။ဒါတွေကိုသိသွားရင်ဘယ်တော့မှနောက်တရမှာမဟုတ်ပါဘူး။ပထမဆုံးအနေနဲ့ဟော့တော့ကိုအားကုန်ထုတ်ပြီးဝေးလိုက်ပါပြီးရင်သွားကြထိုးတံနဲ့ညင်သာစွာထိုးလိုက်တာနဲ့ထုတ်ကချက်ချင်းပွင့်သွားပါလိမ့်မယ်။ဒီလိုလုပ်တာကဟော့တော့ဖောက်ရတာအရန်လွယ်ကူစေပါတယ်။ဒုတိယအနေနဲ့ကြိုးတုပ်ကိုဖနက်ပေါ်မှာခြိထားလိုက်ပါဒီလိုဆိုရင်ဖနက်စီးထားရင်းနဲ့လည်းကားကိုပုံမှန်အတိုင်းမောင်းနေနိုင်မှာဖြစ်ပါတယ်။တတိယအနေနဲ့ဟင်းခတ်အမွှေးကြိုင်ဘူးရဲ့အပေါ်ဘက်ကတ်ထားတဲ့အရာကိုသူကဓာတ်ရိုက်ခွာချလေးရှိပါတယ်။ဒီလိုလုပ်ရင်ဖိတ်စင်ဖို့လွယ်သလိုအဆိုဓာတ်တွေဝင်ဖို့လည်းလွယ်ကူပါတယ်။တကယ်တော့သွားကြထိုးတံနဲ့အပေါက်သေးသေးလေးတွေဖောက်လိုက်ရုံနဲ့အဆင်ပြေပါတယ်။ဒီလိုဆိုရင်ဟင်းခတ်အမွှေးကြိုင်တွေထည့်တဲ့အခါပမာဏကိုထိန်းချုပ်ရပိုပြီးလွယ်ကူစေပါတယ်။စတုထအနေနဲ့စိုးသွန်းတဲ့ကလေးတစ်ယောက်ရဲ့လက်ကိုကျိုးနဲ့တင်းတင်းချီထားတယ်ဆိုပါစို့ဒါမှမဟုတ်ကတ်ကြီးနဲ့လုံးဝမဖြတ်ပါနဲ့ဒါကသူ့ရဲ့လက်ကိုထိခိုက်ဖို့လွယ်ကူပါတယ်။ဝါယာကျိုးဖြတ်ကတ်ကြီးနဲ့ညှက်လိုက်ရုံနဲ့အလွယ်တကူပွင့်သွားပါလိမ့်မယ်ပြီးရင်စပိန်ပြီးထဲမှာတန်ချောင်းတစ်ချောင်းထည့်လိုက်ပါဦး။ကျိုးကိုတာယာအဆိုးရှင်နဲ့တန်းထည့်ပြီးတော့နာရီလက်တန်အတိုင်းဆွဲထုတ်လိုက်ရုံပါပဲ။ဒါဆိုရင်တာယာကိုအလွယ်တကူတက်ဆင်လို့ရပါတယ်။ဒါကိုသိထားမယ်ဆိုရင်ဘသူ့ကိုမှအကူအညီတောင်းစရာမလိုပဲကိုယ့်ဘာသာတာယာလဲလှယ်နိုင်တာကြောင့်အချိန်ကုန်သက်သာစေပါတယ်။အခုပြထားတဲ့ကျိုးဖြူလေးကိုအရင်ကဆိုဖြုတ်ပြီးမှစွတ်ကြတာပါအခုတော့ဖြုတ်เสียရမလိုပဲစွတ်လိုက်တာနဲ့အလွယ်တကူဖြုတ်လို့ရတာကိုသိရှိခဲ့ရပါတယ်။နောက်တစ်ခုကတော့ထူးဆန်းတဲ့ထောင်တွေကိုတိုင်းတာရခက်ခဲတဲ့အခါဒီလိုကိရိယာမျိုးကိုအသုံးပြုနိုင်ပါတယ်။ဒီကိရိယာကတော့အရှိကိုလိုသလိုချိန်ညှိနိုင်ပြီးထောင်ကိုဖိလိုက်တာနဲ့ထောင်ရဲ့ပုံစံကိုရရှိနိုင်ပါတယ်။ထူးဆန်းတဲ့ထောင်တွေကိုတိုင်းတာရမှာလဲဒီကိရိယာကအရန်အသုံးဝင်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့တစ်ခါသုံးဖက်လေးတွေပါအရင်ကဆိုရင်ဒါကိုခြေထောက်မှာဓာတ်ရိုက်ဝတ်ပြီးလမ်းလျှောက်ကြပါတယ်။ဒါပေမဲ့ဒါကချော်တက်ပါတယ်အမှန်တကယ်တော့ဒါကိုဖက်နှက်ပေါ်မှာစွပ်ပြီးဝေးရတာဖြစ်ပါတယ်။သူမကတန်ရှင်းရေးလုပ်တဲ့အခါဓမျက်စီးရိုးကအမြဲတမ်းပြုတ်ကျပြီးလက်ကိုထိခိုက်မိတယ်လို့ပြောပါတယ်။ဒါပေမဲ့မီးနဲ့အပူပေးပြီးအထဲကိုပြန်ထည့်လိုက်တာနဲ့အခိုင်အမာတွဲသွားတာကိုတွေ့ရပါတယ်။ဒါအပြင်မြေပဲထုတ်တဲ့အခါမြန်မြန်ဆန်ဆန်နဲ့လက်မနာအောင်ထုတ်ဖို့အတွက်ပလတ်စတစ်ဖုံးပေါ်မှာအပေါက်နှစ်ပေါက်ဖောက်ပြီးတူးနှစ်ချောင်းထည့်ကရာဘာကြိုးနဲ့ချိတ်လိုက်ရင်မြေပဲထုတ်တဲ့ကိရိယာလေးတစ်ခုရလာပါတယ်။ဒီကိရိယာလေးနဲ့ဆိုရင်မိသားစုအတွက်မြေပဲထုတ်ပေးရတာလက်မနာတော့ပါဘူး။နောက်တစ်ခုကပလတ်စတစ်အိတ်တွေကိုပလတ်စတစ်ဘူးထဲကိုတစ်ခုပြီးတစ်ခုထည့်ပြီးကြိုးနဲ့တင်းတင်းဆွဲကအပြင်ဘက်မှာအဝတ်အိတ်တစ်ခုနဲ့ထပ်အုပ်လိုက်ပါတယ်။အဝတ်အိတ်ရဲ့အလယ်မှာအပေါက်ဖောက်ပြီးနေရန်မှာချိတ်လိုက်မယ်ဆိုရင်အလွယ်တကူယူသုံးနိုင်ပါတယ်။တန်ကြိုးကိုလည်းခိုင်ခိုင်မာမာချီနှောင်ဖို့အတွက်ရှစ်ကနန်းပုံစံမျိုးခောက်လိုက်မယ်ဆိုရင်ပိုက်တွေနဲ့တခြားຢာတွေကိုချီနှောင်ရမှာအသုံးပြုနိုင်ပါတယ်။သူတို့ကဒီကြိုးလေးကိုကျစ်လိုက်တာနဲ့အရန်ကိုခိုင်ခန့်တဲ့ပုံစံလေးရရှိသွားပါတယ်။ဒီလိုမညီညာတဲ့အရာတွေကိုတွေ့တဲ့အခါအရန်ကောင်းကိုက်ရပါတယ်။ဒါပေမဲ့သူတို့ကစက္ကူဝိုင်းလေးတစ်ခုကိုယူပြီးတော့ပြဿနာကိုအလွယ်တကူဖြေရှင်းလိုက်ပါတယ်။ထက်မြက်တဲ့သူတွေကရေပိုက်ကိုဒီလိုမျိုးချိတ်ဆက်ကြပါတယ်။ရေပိုက်တစ်ဝက်ကိုပထမဆုံးချိတ်ဆက်ပြီးတစ်ဖက်ကိုဖြတ်လိုက်ပါတယ်ပြီးတော့ကျုံသွားတဲ့ခေါင်းကိုရေပိုက်အစစ်ရဲ့အပြင်ဘက်မှာကော်နဲ့ကပ်ပြီးချိတ်ဆက်လိုက်တဲ့အခါအရန်ခိုင်ခန့်သွားပါတယ်။ရေပိုက်တစ်ချောင်းကိုစားပလင်းနဲ့ထည့်လိုက်ပြီးတိတ်နဲ့ကပ်လိုက်ပါတယ်ပြီးနောက်ပလင်းကိုထက်ချမ်းလိုက်ပြီးပန်းပုံတံပြုတ်လုတ်ကရာဘာကြိုးနဲ့ချီလိုက်ပါတယ်။ဒီကိရိယာလေးကိုအသုံးပြုပြီးမြည်သီးတွေကိုလဲတဲ့အခါလှေကားတက်เสียမလိုတော့ပါဘူး။နောက်ထပ်ဘဝအတွက်အသုံးဝင်တဲ့အချက်လက်လေးတွေကိုသိချင်ရင် follow လုပ်ထားပါနော်။